ရက်ဆိုတာဝင်လာတာနဲ့တပြိုင်နက်လူတယောက်ဟာအမှန်ကန်စဉ်းစားနိုင်စွမ်းမရှိတော့အုံနောက်ရဲ့အခြေအနေတွေကပြောင်းသွားတဲ့အတွက်ကြောင့်ဘယ်သူ့ကိုထိခိုက်တုံးဆိုကိုသိရမယ့်အတတ်ပညာတွေနည်းပညာတွေလူရဲ့တန်ဖိုးရှိတဲ့အချိန်တွေဒါတွေကပျောက်သွားသူ့အတွက်မှာတန်ဖိုးမဲ့သွားစိတ်အေးချီလင်မှုဆိုတာတွေလည်းအကုန်ရော့ပျက်စီးသွားဒါဘယ်သူမှမလုပ်ကိုတောက်တတ်လို့တောက်ပြီးတော့အိတ်အောင်တော့ဘယ်သူထိခိုက်တုံးလို့မေးရင်ကိုယ့်ကိုယ်ထိခိုက်တယ်ကိုယ့်ကိုယ်ထိခိုက်တယ်ဆိုတာပညာရရမှာမရဘူးကုသိုလ်ရရမှာမရဘူးဒါထိခိုက်တာပဲလေအဲ့ဒါလို့ထိခိုက်တဲ့အခါမှာကိုယ်သာထိခိုက်တာမဟုတ်ဘူးကိုယ်မှီနေတဲ့မိသားစုလည်းထိခိုက်တယ်အလုံးလုံးအမှားတွေမလုပ်ဘူးဟောမိသားစုလည်းထိခိုက်တယ်အဲ့တော့ကိုယ်လည်းထိခိုက်တယ်ကိုယ်မိသားစုလည်းထိခိုက်တယ်နောက်ပြဿနာတွေအများကြီးတက်လာတယ်သွေးဆဲတဲ့လူတွေကြအယက်မူးပြီးရံဖြစ်ကြတာတဲ့ဆိုတာဒါတွေကဘာကြောင့်ဒါကြောင့်ဖြစ်တယ်အဲ့တော့အဲ့ဒီ problem တွေအဲ့ဒီပြဿနာတွေကိုတက်စီတတ်တဲ့အရာဟာတောက်တဲ့သလားမတောက်တဲ့ဘူးလားဒီလိုစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဒီအရေးဝင်လိုက်တဲ့အတွက်ကြောင့်မကောင်းတဲ့အလုပ်တွေအကုန်လုပ်ရဲသွားတယ်ဆိုမကောင်းတဲ့ဟာပဲလို့ဆိုတာကိုသဘောပေါက်နားလည်လို့ရှိရင်၅ပါးသီလဘာမှမခက်တော့